စံအိတ်ဒီကိုပို့မထိုးအောင်ဘလို့ကာကွယ်ရလဲတဲ့ကျွန်တော်ကိုမေးထားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတချို့အတွက်ကိုနော်ကျွန်တော်ဖြေချပေးမယ်စံပို့မထိုးအောင်တော့လုံးဝပို့မထိုးအောင်တော့လုပ်လို့မရပါဘူးစံဆိုတဲ့အမျိုးကပိုးကြိုက်တဲ့အရာဖြစ်သည့်အတွက်နော်ပိုးကတော့အနည်းနဲ့အများထိုးမှာပဲနော်တဘာဝနီးနဲ့လဲကာကွယ်လို့ရတယ်လို့ဓာတုဈေးတွေနဲ့လဲကာကွယ်လို့တော့ရပါတယ်ဒါပေမဲ့လုံးလုံးကြီးမထိုးအောင်တော့ထားလို့တော့မရပါဘူးဒါနော်အနေချင်းသမားတွေဟေ့ဆိုလို့ချင်းတော့လီလုံအောင်ထားမယ်ဘူးတဲတို့တော့၎င်းနောက်တော့ကစံပုံးကိုလီလုံအောင်အုပ်ထားမယ်ဆိုရင်တော့ပုံမထိုးပါဘူးနော်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့စံဆိုင်နေပွဲရုံနေကိုတော်နေအတွက်ကတော့အဆင်မပြေပါဘူးနော်တို့လိုင်းပေါ်မှာကျွန်တော်တို့ပြောပြနေတယ်လို့မျိုးပေါ့ကြက်သွန်ထဲတာတို့ငရုတ်သီးထဲတာတို့ငရုတ်ကောင်းထဲတာတို့ဒါတွေကအဆင်မပြေနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အိတ်စီကိုလိုက်ဖွင့်ပြီးတော့ထဲလို့လည်းအဆင်မပြေတယ်လို့ဒီလိုမျိုးအလုပ်တွေကလည်းပြောမယ်ဆိုရင်ဒါတွေကမဖြစ်ဘူးလို့တော့မဟုတ်ဘူးပေါ့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့လက်တွေ့မကျတဲ့အလုပ်တစ်ခုတွေပါဒါတော့တကယ်လက်တွေ့ကျတဲ့အလုပ်တစ်ခုကိုပြောပြပါဆိုရင်ကျွန်တော်တို့ဒါပွဲရုံကိုတောင်တွေနောက်တစ်ခါစံဆိုင်တွေအတွက်ကတော့ဘယ်လိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်တို့စံပိုးသက်ဆေးချတဲ့ဆေးပြားဆိုတာရှိပါတယ်ကျွန်တော်တို့ဆေးဆိုင်တွေမှာပြောဝင်တော့ရတယ်ဒါပေမဲ့ तू ကတော့အန္တရာယ်ရှိတယ်စံပိုးထိုးတဲ့စံကိုစားလို့ကျွန်တော်တို့အစိတ်မဖြစ်ပေမဲ့ပိုးဆေးချထားတဲ့စံကိုစားရင်တော့အစိတ်ဖြစ်နိုင်ပါတယ်နော်ဒါပေမဲ့အရန်ဆိုးဆိုးဝါးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီနည်းနဲ့အဲ့ဒီဆေးချနေတဲ့နည်းနဲ့ကာကွယ်ခြင်းနဲ့ဆိုရင်စံအိတ်ဒီရဲ့ကြားတဲ့ကိုအဲ့ဒီဆေးပြားလေးတွေကိုအမှုတ်ကျိတ်ပြီးတော့ကျွန်တော်လိုက်ထည့်တာပါစံအိတ်တဲကိုလုံးဝဖွင့်ပြီးထည့်ကြမလို့ဘူးနော်အဲဆိုတော့အန္တရာယ်ရှိတယ်နော်စားသုံးသူကိုအဲ့တော့ကျွန်တော်တို့အဲ့ဒီကြားထဲကိုထည့်ထားပြီးတော့နောက်ကဝထားဘူးနဲ့မိုးကအကြီးနဲ့လုံးဝအုပ်ထားလိုက်2ရက်လောက်ဆိုလို့ချင်းဒီပိုးတွေလုံးဝဒါပြီးစီပါတယ်နောက်တစ်ခါကျွန်တော်တို့တဘာဝနီးနဲ့ကာကွယ်မယ်ဆိုရင်ကျွန်တော်တို့နယ်ဘက်ဒီမှာခေါ်နေကြတဲ့လူတွေတော့တယောက်နဲ့တယောက်ခေါ်မတူလို့ရှမ်းပြေးရွက်ဆိုတာသိလားမသိအဲ့ဒီရှမ်းပြေးရွက်လေစံပိုးတို့ချင်းကိုတတ်တာပါတယ်နောက်တစ်ခါစံဒီပါတွေဝယ်လို့ချင်းရင်ကျွန်တော်တို့အစုံမတ်ဝါရှာလွတ်တဲ့စံကိုဝယ်6တဲ့စံကိုဝယ်ဒါဆိုလို့ချင်းပိုးထိုးချင်းကိုရာခိုင်နှုန်း80လောက်တတ်တာပါတယ်နောက်နော်ပေါင်းစပါးနဲ့လှမ်းစပါးနဲ့တော့မတူပါဘူးပေါင်းစပါးကပိုးထိုးချင်းကိုအများကြီးတတ်တာစီပါတယ်နော်ဒီလောက်ပဲကျွန်တော်မျှဝေပြီးပါမယ်နော်နောက်မသိတာရှိရင်နားမလည်တာရှိရင်ကျွန်တော်လာမေးပါ